Full workout ကနန်ထတို့တစ်ပတ်ကို1ရက်မဟုတ်လို့ရှိရင်2ရက်လောက်ကတော့ထိတ်ကစားပြီးလို့ရတယ်နော်ပထမဆုံးတစ်ခုကနန်ထက6ကပခုံးကျဲကိုပဲ squat ထိုင်ထားပြီးမယ် squat ထိုင်တဲ့အခါကျရင်တင်မကိုအနောက်ကိုတွန်းထုတ်ထားပြီးတော့ထိုင်ထားပြီးမယ်နော်လက်ကတော့လွှဲပြီးတော့ဝင်ထားပြီးမယ်ဒုတိယတစ်ခုကတော့နန်ထကဆူမို squat ကနေပြီးတော့ claim up ကိုဝင်ထားပြီးတယ်ဒီမှာနန်ထတို့တစ်ဆင့်ညီညီဝင်ထားပြီးလေရတယ်ဒီမှာနန်ထကတော့အလေးကို 5kg သုံးထားပြီးရဆိုပေမဲ့ကိုနိုင်တော့တွေဝင်ထားပြီးလို့ရတယ်အချိန်နဲ့အချက်ရည်ကကိုနိုင်တော့သွားထားပြီးလို့ရတယ်လို့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင် second နဲ့သွားမယ်ဆိုလည်းရတယ်နော် full body workout ကခန္ဓာကိုယ်က muscle group တွေအားလုံးကိုသုံးထားတာဖြစ်တဲ့ကြောင့်နန်ထတို့ရှူသွင်းရှူထုတ်ပုံမှန်လေးသွားထားပြီးတော့အဲ့လိုမျိုးကစားပြီးလို့လည်းလုပ်မယ်နော်တချို့ကကြလို့ရှိရင်ကစားနေနဲ့အသက်ရှူကိုမေ့နေတတ်လို့တတိယတစ်ခုကကျတော့နန်ထတို့ forward lunges ရဲ့hammer ရဲ့ကိုတွဲပြီးတော့ဝင်ထားတယ်အရှိကိုသွားတဲ့ခါကျလို့ရှိရင်တော့ဒူးကောင်းကခြေမောက်မကြော်ဘဲနဲ့သွားဖို့လုပ်မယ်နော်ဒါတွေကကျတော့လည်းတို့ basic တွေကစားနေကြလူတွေကစားရင်တော့ပို့ပြီးတော့အဆင်ပြေမယ်ကိုကတော့ basic ခုမှကစားမဲ့လူတွေဆိုလို့ရှိရင်တော့ဒီ full body သွားတဲ့ခါကျလို့ရှိရင်တနေရာမဟုတ်ရင်တနေရာမှားတဲ့အတွက်ကြောင့်မလို့ကိုကလှကျင်လို့ကစားနေရင်ဒုက္ခိတဖြစ်သွားတတ်တယ်နော်ဒီဟာကိုတော့ view site ပြီးလို့လိုပါမယ်လေးမျိုးမြောက်ကတော့ကာစီလန်ရဲ့ press ကိုဝင်ထားတယ်ကာစီလန်ဝင်တဲ့ခါကျရင်အနောက်ကိုအဝေးမသွားထားဘဲနဲ့အရှိရှောက်ရဲ့ဒီဇိုင်းကိုပဲဖြတ်ထုတ်ထားပြီးမယ်ထိုင်ကြတဲ့ခါကျလို့ရှိရင်ဒီမှာနဲ့ထကအရှိကိုကိုင်းပြီးတော့ဝင်မယ်ဆိုရင်တော့တင်မဘေးကိုထိမယ်တက်ထိုင်ပြီးသွားမယ်ဆိုလို့ရှိရင်လည်းရတယ်နော်အလေးကလည်းဒီမှာကိုက2တုံးနိုင်2တုံးသွားပြီးလို့ရသလိုတုံးနဲ့နိုင်လည်းတုံးနဲ့သွားပြီးလို့ရတယ်အချိန်နဲ့အချက်ရရတဲ့အရှိမှပြောထားပြီးတဲ့အတိုင်းသွားလို့ရတယ်နော်နောက်ဆုံးတစ်ခုကတော့ silence ရဲ့ damero ရဲ့ဝင်ထားပြီးမယ်အလေးတော့2တုံးကို6ရက်အရှိမှပင်ညာထားပြီးတော့ထိုင်ချတဲ့ခါကျလို့ရှိရင်တင်မကိုအနောက်ကိုတွန်းထုတ်ပြီးတော့ဝင်ထားပြီးမယ်ဒီညမှာနဲ့တို့ကြောမခုံမှုတော့လိုမယ်နော်ကြောခုံလို့ရှိရင်နဲ့တို့ရဲ့ဒီရဲ့တင်မားတွေပေါင်တွင်းကမာဆယ်တွေမထိတော့တေချာလေးတင်တဲ့တက်ချင်တယ်ကိုက basic ကနေပြီးတော့စနစ်တကျကစားချင်တယ်ဆိုလို့ရှိရင်တော့ထားတဲ့ page messenger ကနေပြီးဆက်သွယ်ပြီးနော်လစဉ်လတိုင်းမှာလဲ zone group class တွေဖွင့်တယ်လို့လစဉ်လတိုင်းမှာလဲ video PT video group zone PT တွေလည်းအချိန်ညှိပြီးတော့ယူပြီးလို့ရပါတယ်နော်